ထိုက်တန်ကြောင်တီတင်းမှာကြောင်တွန်းအကရင်ဖန်မှုအနေဆုံးကြောင်တစ်ကြောင်ဖိုက်ပါရယ်အပရန်ပိုင်းကေငိမ့်ရှန်ရီလိုထောင်ရကေလေအမောင်ထုတစ်ခုကလေးရှင်းနေပါရယ်သူကတော့ဟန်ဆူကန်လို့ခေါ်ပြီးကေတကြောင်လုံးကပြဝဲကားရယ်ကြောင်သားတရားဖိုက်ပါရယ်ဒန်ယောင်လို့ခေါ်ရယ်ကြောင်သားတရားသုံးနောက်လိုက်တေအောက်စုတီနဲ့အတူအမေရိကန်အောက်စုလိုက်အနိုင်ကျန်းပြီးကေအခန့်တေထေထားပိုက်လေးရှိပါရယ်ပယ်အနိုင်ကျန်းစော်ကိုအသွန်လန်းခန်းကနေတကြောင်လုံးကောင်းအသွန်လဲနေဆောင်တောင်မှကြောင်ကားကြောင်သားတိပါဆာမတိပါတခုမလုံးနိုင်ခဲ့ပါကြောင်တွဲမကောင်းဆိုးလို့သမျှကိုတကြောင်လုံးကတိချံအောင်မမချံအောင်ဆောင်ထားခဲ့ပါတယ်။တရားမှာသူတို့ကြောင့်ကိုအလုတ်တန်ဆရာမတယောက်ရောက်လာပါတယ်။သူကတော့နေသမီတိပိုင်နုံညံ့တွေဆရာမဆူရှီဖိုက်ပါတယ်။ဆရာမကကိုကြီးရိုက်ပန်းစိုက်ရှိတွေပိုင်ဇာရိုက်တာဆရာမပီပီတဖို့မနိုးလဲကောင်းရင်ကောင်းကြောင်ကဆရာမတီအားလုံးကတဖို့ကြနေခဲ့ပါတယ်။အားလုံးချင်းမှာအမေရိကန်ပရုံပရန်နေပြီးကေသိခံတဲ့တီအတွန်းဆိုင်မှာတော့ရလောက်နုံနေပြီးကေမမတရားမဟုတ်ပဲသူပေါက်ကွေးရှင်တွေဒိုသားတီကိုမရိုသိုက်သားစော်ဖိုက်ပါတယ်။သူမကျင်တဲ့ရှက်တီကိုရေဒီယိုဖိုက်တွေသုံးမုံကိုစာပရိုပြီးကေထောက်ပေါ်ပြလေးရှိပါတယ်။တရာနီမှာဆရာမဆူရှီကကြောင်တော်တန်းတစ်ခုကိုကြားလိုက်ရပါတယ်။ရောက်ချမ်းကတော့ဆရာမဆူရှီမတိုင်ကသူ့ရှိမှာအလုံးလောက်ခရဲဆရာမတယောက်ကသူ့ကိုယ်သူတက်တီလာဟာစော်ဖက်ပြီးကေတက်တီရရဲ့အကောင်ရောင်ကလေးကြောင်တော်တယောက်ကောင်ဆိုရဲကိုလာဟာလာဖိုက်ပါတယ်။တိတ်တန်းရဲ့အကောင်တီကိုပရပရပြီးကေစုခန်နဲ့သူ့အဖွေးကထမောလေးရောင်းရဲ့အရီကီကိုရန်ရှာနေရဲ့ဗီဒီယိုတစ်ခုပြပါတယ်။ရဟောက်ကိုမရလေးတွေကဆရာမကထိုင်လန်လက်ခပြီးကေပရိုစကတီတောင်မရှိဖိုက်လာပါတယ်။ဟန်ဆူကန်ကကြောင်မှာနိုင်ကျန်ရင်ကြောင်သားဖိုက်စော်ကိုဆရာမကသိလိုက်ကလေးသူမသိရဲ့အကောင်ရာတီကလေးရှိနေပါသေးတယ်။သူကကြောထောင်းနောက်ခံကောင်းရင်အရှိတရားဖိုက်လို့အရှိကပဲအကြောင်းသားတီကိုဟိုအေလောက်တဲ့တီအကြောင်းရှိပါတယ်။အရန်ကြောင်းကလေးကြောင်းသားတရားကိုတီလုံးနင်းဘောလောက်ခါလို့ကြောက်ထုတ်ခံလိုက်ရပါတယ်။အသားအရေကလည်းအထက်တန်းကြောင်းသားအရေမဟုတ်ပဲအသားပြေးပြီးသားအရေဖိုက်ပါတယ်။ဆရာမကရောက်ကောင်းတဲ့ပတ်သက်ပြီးအကောင့်တီကိုမသိချောင်ဖို့နဲ့မပတ်သက်ချောင်ဖို့လိုမေမေတတိပိထားပါတယ်။ရဆရာမရှိတဲ့အခန့်ကိုဟိုကောင်ကလာဖို့လေးမဟုတ်ပါဘူး။သူနဲ့လွယ်လက်ကန့်ကန့်ရှိပါတယ်။ရဆရာမကြီးဆိုလေအလောက်တန်ကာလာတစ်ချောင်းလုံးမျက်စိပိုက်နှာပိုက်နဲ့လေးလာတောင်ယူဖို့ဆုံးဖြတ်လိုက်ပါတယ်။ရေကလေးလဲဝီချန်ပီယံဟောင်းတယောက်ဖိုက်တဲ့အတွက်ဒေါသကရီဆိုကရိုရာပိုင်ဖရိုက်နေပါတယ်သူ့အတွက်အလုံးသိခံဖို့ခက်ခဲနေပါတယ်သူကတိုက်ကွန်ဒိုတတိယအဆင့်နဲ့လက်ဝိဒီဇိုင်းဆူရှန်လေးဖိုက်ပါတယ်တိုက်ခရီနဲ့ပတ်သက်လို့ကျွမ်းကျင်ဆန်းရှိတွေဆူရှီကအခုတော့ဆရာမတယောက်အစံခက်ကာလမှာပြဿနာမတက်အောင်အတောင်အောင်အသိခံနေရပါတယ်ဆူရှီမေကသူ့အဖတ်တီတရာဖို့ကွီတီဂရောင်းသူ့ဝဒနာရွှေဒီဇိုင်းအိမ်မက်ကိုဆွန့်လဲပြီးအကွီတီဆက်နေရဆိုဖိုက်ပါတယ်ရောင်ကောင်အဖားနဲ့မတည့်တဲ့ဆူရှီမေကအာကိုဇာဆိုတော့သူ့မောင်ဝမ်းကအရာရှိတယောက်ရရှိပါတယ်အခုတော့ဆူရှီမေအဖတ်တီအရှိတီကိုကိုကန်ပညာသင်ပြီးတရှင်ကဆူရှီမေဆိုသူ့အဖတ်တီအာကိုရတွေတပိတယောက်ဖိုက်ခပါတယ်လက်ရှိမှာတော့အစက်ခက်ဆရာမအပရိုက်ကောင်းကောင်းမွန်မွန်လုံးနေကောင်ကြောင်သားတီနဲ့လေးအဆောင်ပြပါတယ်အားလုံးအမှန်မှာဆရာမကနှုံညံပြီးတုံတုံအားလို့ထမှန်ခဲ့ပါတယ်တရာနီဆရာမတယောက်တည်းလမ်းလျှောက်လာတဲ့အရှင်တစ်ဖက်မှာစုခန်းနဲ့သူ့အဖွေးကဂျန်ယောင်ကိုအနိုင်ကျနေစောကိုတွေ့လိုက်ရပါတယ်ဆရာမဆိုလေးဌာနမှုပရိုတဲ့အတိုင်းတခုလေးမလုပ်ပြီးကူဇာမသိချင်အောင်ဆောင်နေပါတယ်စုခန်းရောကဂျန်ရောမျက်နှာကိုမစ္စပရစ်ကထိုးကျွေးနေခဲ့ပါတယ်ကရိမနီနိုင်ငံဖိတ်တဲ့ဆရာမကလေးဘရိလာဖို့အလုံးမှာသူ့ပိုင်ရာစုခန်းရောရှောင်းကရင်းနေကျောင်းသားတယောက်ရှိပါတယ်ကျောင်းသားကဆရာမကိုစုခန်းရောနဲ့လွှမ်းမလျှောက်ဖို့တတိပြီးပါတယ်သူတို့မိသားစုကကြောက်ရံပုံငွေကိုအဓိကထောက်ပံ့ပြီးတတ်ဆိုပြလို့ဆရာမဝန်ရှောက်ကြီးအစက်ခဲကာလမှာပါအလုပ်ပလောနိုင်ပါတယ်ဆူရှီရဖတ်တဲ့ရာထုကီလူတယောက်ဖိုက်ပြီးအခန့်ကြီးတွေကရေမုံတခါမသိနိုင်တဲ့အရာဒီအများကြီးရှိရကောင်ဆရာမအလုံးမပလုတ်ချင်ကြီးမပတ်သက်ကောင်ပဒံပေါက်ကနေကန်ရှာဖို့လုံးနေရှိမှာတော့ဆရာမကအေးတိုင်းမနေနိုင်ပြီးဖုန်ပရိုချန်ကိုဆောင်ပြီးသူတို့ကတည်းမတော်တဆပုံစံနဲ့ဝန်လာခပါတယ်ဘရိကအရှင်နဲ့လာတဲ့စုခန့်ခေထောက်ကိုမသိမသာအပါတတောင်နဲ့ထိုးဘရိကသူပါလေးလက်ခရဟန်တရုပ်ဆောင်လိုက်ပါတယ်သူကဆရာမကိုစိတ်ဆိုနေကလေးဆရာမကအရူကွဲနောက်ပြီးအလုံးကိုအတန်းထေးပြန်ဝင်ဖို့ပြောလိုက်ပါတယ်နောက်တရအရှင်နောက်မှဆရာမကိုသူ့ကိုအကူအညီပြီးဖို့အကူအညီတောင်းပါတယ်သူနှိပ်စက်ခံရဆိုအလုံးတိကလေးပြန်မဆန့်ကျင်ဝဲလို့အလုံးကမျက်စိပိုက်နှာပိုက်လင်းနေကအကောင်ကိုပြပပါတယ်ရေကိုလေးတိုင်ဖုကလေးတက်တိမလုံလောက်လို့ပြခံရရပရအယောင်ကထက်ပို့လို့နှိပ်စက်ခံရပါတယ်ဆရာမကလေးသူ့ပိုင်ဆန့်ခက်ဆရာမကိုအကူအညီလာတောင်းလို့တခုလေးမလုပ်ပြီးနိုင်ဆိုစိုင်းငယ်လာပါတယ်ရကလေးကိုဇာကေမေလို့ဆုံးဖြတ်ပြီးဆရာမကစုခန့်ကိုလာတွေ့ပါတယ်ရောက်ကောင်ကရဲရဲဆိုင်ဆက်ဆန်လိုက်တဲ့အပရကျောင်းကိုစုခန့်မိဖတ်တိပါရောက်လာပါတယ်သူတို့သားတိုင်လန်ကိုပိုက်ပြီးနော့ကိုစိုင်းငယ်အောင်လုပ်တဲ့တရခန်ကိုရာပါတယ်မိဖတ်တိကလေးတောင်းကရရဲ့အကောင်ကိုဆရာမလေးသူလောက်ခါဆိုတဲ့အတွက်အလုံးထောက်မကန်ရှင်လို့ဒူထောက်တောင်းပန်ပါတယ်နော့အဖတ်တွေကဆရာမကိုနှာပြီးသူတော်နော့ကိုဆုံးမရအောင်ဇာတိတက်ထားလို့လေနပရမတန်အောင်ပြပါတယ်စေကန်တင်းတင်းလေးကိုတိုင်ပြီးအလောက်ထုတ်ဖို့ပြန်ကလေးနော့ကဆရာမကိုအပြောင်းပြင်နိုင်ဆက်ပေါ်ရအောင်ကြောက်မထုတ်ဖို့ကြောက်ကိုပြပါတယ်တစ်ဖက်မှာဆရာမကသူ့မောင်ဝန်းခွေကိုဟိုနော့အကောင်ကိုစုံစမ်းခိုင်းဖို့ဇာတက်တီမှမရှိဖိုက်နေပါတယ်တခုခုမှဆိုနဲ့ princess ခံရဖို့အကင်းနေဖိုက်လို့လာမလျှောက်တန်လို့ရပြပါတယ်ရန်ငါစားပြီးနော့ကဆရာမကိုလိုက်နိုင်ဆက်တဲ့ပရ
အယံကားတဲ့ပို့ဆိုလာပါတယ်ရောက်ရှိတဲ့အလုံးကိုပါဇာပိုင်နာပိုင်မတိကျအောင်ဆောင်နေတယ်ဆရာမကပေါင်ပဲလာပါတယ်ဇာအမလည်းမလုပ်ပဲလူတကာကိုသိခံနေရလို့လုံးပန်းစာကိုစားလုပ်ပါတယ်ညတညမှာနော့အဖွေးကဘတ်စကတ်ဘောကစားနေရတစ်ဖက်အဖွေးနဲ့ရန်ဖက်ခဲ့ပါတယ်ရရှင်ဆရာမကယောက်ျားတစ်ယောက်ပိုင်ဝိုက်ဆပ်ပြီးရောက်လာပါတယ်မျက်နှာဖုံးဆွဲပြီးဆူရှင်းကိုဝန်တိုက်ခိုက်ပါတယ်စုခန်းရောအဖွေးလေးတစ်ဖက်အဖွေးနဲ့တိုက်ခိုက်နေခြင်းဆရာမစုခန်းနဲ့1.1ရှာပါတယ်ကောင်မျက်နှာနဲ့ဆရာမကလေးတော်ရပိုင်းနော့ကလေးခေသူတို့မဟုတ်ကောင်သူတို့နှစ်ယောက်ပွေးကပရန်ထန်လာပါတယ်ရေကလေးစုခန်းအထုတ်ခံရပြီးပွေးမပြီးကောင်ရေဒီရောက်လာလို့အလုံးထွဲပြီးခါကြပါတယ်နော့ကပေါက်ကင်းနေတုန်းတစ်ဖက်မှာပျော်ရွှင်နေတဲ့ဆရာမကိုကြောက်မှအမေတန်းနိုင်ကြခံရတဲ့ကြောင်သားကမလာပါတယ်နောက်တရဲမှာတို့ကစုခန်းကောင်တကောင်ကောက်စော်ခံရတဲ့တတော်ကတကြောင်လုံးပြန်နေပါတယ်ဆရာမတိကပါကြောင်သားတိကပါမသိမတာပါတိတိတာတာပါဝန်တန်နေခဲ့ပါတယ်စုခန်းကတော့တဝါတို့သက်ထွက်နေပြီးကောင်စော်အတူလေးမတိခံတို့တာတိကိုဂျာယုံဘောက်ကိုပုံချဖို့လုပ်နေပါတယ်တစ်ဖက်မှာကျင်းနိုင်နေတဲ့ဆရာမကလေးသူ့မောင်ရေကရပ်ပိုင်ထိုင်မလို့ဖို့ပြောပါတယ်ရောင်းညမှာပါစုကန်ရောကဂျန်ရောက်နှိုက်ဆက်ရပြောင်းမက်တန်ပါရဲကူနေပါသေးတယ်ဂျန်ရောက်အဝဲစက်တီကိုရှက်ပြီး9မိနစ်အတွင်းကက်ဂျိုဝေခိုင်းပါတယ်ကက်ဂျိုပိုင်ရှင်သားကဆူရှီရောအဖွေအမေတန်းရှောင်းကင်းနေတဲ့လူဖက်ပြီးဆရာမဆိုစောကရောင်ဆိုစောကလေးသိခရသူတိတလောက်အောက်ကိုစရာဆရာမတယောက်ပဲရှိစောပြိုက်လို့ဆရာမဘောက်ကိုအမန်ပြီးကက်ဂျိုကောင်းရှေကဆရာမကိုယောက်ျားပဲဝန်ခံပြီးဘီလီယက်ကွန်ကိုလာဖို့ပြောပါတယ်စုခန်းအပွင့်မှာဗီဒီယိုရိုက်ပြီးနေတဲ့မရှိတယောက်စုခန်းကိုကရောက်လို့တာလောက်ပြီးနေစောသူ့ကိုတီလာအောင်မုန်းနေစောဖိုက်ပါတယ်ရအရှင်ကရောင်မျက်နှာဖုံးကောက်ဆွဲလာပြီးစုခန်းရိုးကိုတိုက်ခိုက်ပါတယ်သူတပရန်ကိုတပရန်နဲ့တိုက်ခိုက်ရန်စုခန်းလေးလာရအရှင်ဂျန်ယောက်ကဓာတ်ကင်ပြီးရောက်လာပါတယ်ဂျန်ယောက်ကစုခန်းကိုပြေးထုတ်လိုက်တဲ့အခါနော့ကိုဒုက္ခမရောက်စီရှောင်းလို့ကာထုတ်လိုက်ပါတယ်ရောက်ကောင်ဆရာမဘေဖက်လက်မှာထိပြီးသူထွက်လာပါတယ်ရောက်ကောင်ဆရာမဘေဖက်လက်မှာထိလာပြီးထွက်ပြီးလာပါတယ်ရူထီရူတန်ဖိုင်နေတဲ့ဂျန်ယောင်ကိုလေကက်ဂျိုပါရှင်သားကဆွေးခေါ်လာပါတယ်ဆရာမကဆေရုံလာပြီးသူ့အဖကသူ့သမီးအတွက်မကန်စားနိုင်ဖိုင်နေပါတယ်အကစားထူရှင်ကရဆရာမကသူ့အဖတဲ့အခွင့်အရေးကြီးအောင်ဖိတ်တာယူပြီးပရိုက်ဖတ်ဘမှာတမအရှုံးခံလိုက်ရပါတယ်ရဂရောင်းပဲအကစားနေပေကအနိုင်ယူလာဆိုဖိုက်ပါတယ်လာရှိမှာဆရာမအလုပ်ကိုမရရှင်ရဆရာမအတွက်ကင်တွေရခတ်တဲ့ပြဿနာဆက်တိုက်ပေါ်နေပါတယ်စုခန်ရောအဖွေးကလည်းသူတို့နောက်ကိုလိုက်တဲ့ကောင်ကကြောင်ကားဆိုရိုက်ကြလာပါတယ်ရဂရောင်းကြောင်တတိဘေဖက်လက်မှာဒန်ရာရှိမရှိလိုက်စိတ်စေပါတယ်ဆရာမကတော့မကခေါင်အရှင်ပြေးဆရာမတယောက်ဖိုက်လာဖို့ကိုသိလိုက်ရတဲ့အရှင်တဝါပြောနေပါတယ်စုခန်းကလည်းကြောင်တတိထဲမှာမတွေ့စောကိုဆရာမစကိတ်စီလာတဲ့ကြောင်တော့ကိုရှောင်းရခါဘေဖက်လက်မှာအနာကိုနော်လိုက်တဲ့ကောင်ဆရာမနောက်လိုက်ပြီးကောင်ဆိုစောဆရာမတေချာကောင်ကွန်ဖန်လုပ်လိုက်ပါတယ်ပြိုစရာတိစားလာတဲ့နွားကတော့ဝမ်းသာနေပါတယ်နွားကကြောင်ပွေတော်နေကရိုဝိုင်းထဲမှာနှစ်ယောက်ထက်ကတယောက်တူတီကိုတီနားခဲ့မယ်လို့ဆရာမကိုပြောလိုက်ပါတယ်ဆရာမမလာဆောင်ခင်ဂျန်ယောင်ကိုတူတာနဲ့ထုတ်ရဗီဒီယိုကိုရေးလိုက်အလိုက်မယ်လို့ခရင်ခောက်ပါသိရင်ရကောင်ဆရာမကဂျန်ယောင်အင်ကိုလိုက်လာပါတယ်အင်ရောက်မှာကြောင်မပြရဗီဒီယိုမှာပါတယ်ဓမောလေးရောင်းတွေအရီကိုတွေ့ရပါတယ်ရရီဆိုဂျန်ယောင်အပေါင်းမဆိုတော့ဆရာမကအခုမှသိလိုက်ရပါတယ်အမှန်တော့ဂျန်ယောင်ကသူ့အပေါင်းမကိုနှိပ်ဆက်ရနော်ဒီကအပေါင်းမကိုကရေလိုက်လို့ဘိုနော်ဒီတာကောင်ဖိုက်ရဆိုပါအပေါင်းမတီကိုကြောက်မှအနိုင်ကြောက်ခဲ့ပိုင်မလောက်ဖို့အပိယူလောက်ခကြကြောင်အမေအနိုင်ကြောက်ခံရပါတယ်ကိုတိုက်တီဖို့အကင်ကင် close လိုက်ကလေးသူကဒီအတန်းကလေးတီဖို့မတရလို့ခံစားရပါတယ်အခုတော့ခါဆရာမကဂျန်ယောင်ကိုကုန်ညီဖို့ဆုံးဖက်လိုက်ပြီးကြောင်ပွေးတော်နေမှာလာခါဖို့ပြောလိုက်ပါတယ်ကြောင်ပွေးတော်နေမှာတော့ဆရာမနဲ့စုခရိုးပွေးကကြောက်မှာတဝနိုင်မကြီးပြီးပွေးတပွေးဖိုက်နေပါတယ်ကြောင်တတိကကရောင်ကိုအားကြနေကြလို့ကျော်ရောင်းရီအကောင်ရှေကလေးကရောင်မျက်နှာဖုံးတီကိုဝေပြီးလိုက်ပါတယ်အမှန်တော့ကြက်ကျော်ရောင်းရီအကောင်ရှေကဂျန်ရောင်းမတိုင်ခံအနိုင်ကျန်းခံရတဲ့အကောင်ရှေဖိုက်ပြီးဂျန်ရောင်းကမေဇာပုံဖိုက်ခါကက်ကျော်ရောင်းရီအကောင်ရှေကလက်ခါစော်ဖိုက်ပါတယ်ဆရာမလေးအမှန်ပြင်းနဲ့ကရောင်မျက်နှာဖုံးကိုတက်လိုက်ပါတယ်ကျောင်းသားကတော့ဆရာမမသိပဲကရောင်ဖက်ကအပိနေခဲ့ပါတယ်နှစ်ယောက်လဲဝဲအစမှာတော့ထုံးစံအတိုင်းကရောင်ကပဲခံရပါတယ်အဆက်မပြတ်အထုခံခဲ့ကြကောင်ဆန်ဖရန်စီဂျိုပြက်လာပါတယ်ကရောင်မရှိစောမမရှိဖိုက်တီကရောင်ကိုအန်အိုလာခပရီပွေကပရိသတိကလေးဝါကနေပြက်လာပါတယ်စုခန်းကဆက်ပရီတိုက်ခိုက်ကလေးအောက်ကစားသမားတယောက်ကိုတချင်နိုင်ပဲညောင်းလာပါတယ်လောက်ရှောင်းမှုတီးနေလာစောကောင်ကရောင်ရဲ့အမေရိကန်ရှင်းကက်ကိုမခံနိုင်ပဲမျက်ခွက်ကိုပိုင်နိုင်မိန်လာပါတယ်စုခန်းရိုင်းတိုက်ဖိုက်ရရှင်ကရောင်ကဌာနမှုတက်စီနေတဲ့ကလာကမျက်နှာပုံကိုရွှေပြလိုက်ပါတယ်ကျောင်းသားအလုံးကကရောင်ကမမရှိဖိုက်နေလို့အန်အိုမစွန့်ခံကရောင်စောလူရိုဒီနုံနုံညင်းညင်းဆာမဖိုက်နေလို့ပိုပြီးအန်အိုနေခဲ့ပါတယ်ကျောင်းသားဒီကလေးကရောင်လို့ခေါ်ပြီးအပိတာကနေဆူရှီမေလို့အာဘရာအိုပြီးတဝါအပိနေခဲ့ပါတယ်မုံဝေဖိုက်နေတဲ့နွားကလေးဆရာမလက်သီးအောက်မှာအခါခါကရစ်ခံရနေပါတယ်မရှိမလားနဲ့ရှုံးလို့ခပါသေးတယ်ခုဆိုကြတောင်ဆရာမလက်သီးကောင်တကြောက်လုံးကြောင်းသားကြောင်းသူတီတက်တိရှိလာတဲ့အတော့နွားကိုဝိုင်းပြီးအမုံဖန်ခဲ့ပါတယ်ရရှာအပရာနွားအနိုင်ကျန်းထားတဲ့ဗီဒီယိုတီကိုစုခန်းအဖွဲကကြောက်သူကလေးရေးလိုက်တဲ့အလိုက်ပါသေးတယ်
အရန်ကဇာတူလေးမလုံးနေတဲ့ဆူရှိခန့်ကိုအလုံးကညီညီညံ့ညံ့နဲ့ထောင်ချနိုင်လိုက်ပါရယ်ဆရာမကလည်းလက်ရှိကျောင်းကထွက်ပြီးကနောက်တစ်ကျောင်းမှာအလုပ်လာလျှောက်ပါရယ်ဒီကျောင်းကဆူရှိကောင်ကိုလည်းဆက်လက်ပညာပေးဖို့ ground up ဆက်လက်လှုပ်ရှားနေကြောင်း pro ရန်ဒီဗီဒီယိုကိုအဆုံးသတ်လိုက်ပါရယ်နောက်ဗီဒီယိုမှာပြန်ဆောင်ခဲ့ပါမယ်အားလုံးကိုကျေးဇူးတောင်းပါတယ်